Okra Time Border Committee Time Nature Committee Okra သူ့လမ်းဖို့တဲ့ဟာဘက်ကလူပြောနေတဲ့စစ်ရက်ချင်လို့ပြောတယ်ရက်ချင်လို့ဆိုတာ15မိနစ်ထပ်ပြလိုက်တယ်ရက်ချင်လို့ပြောမှ15မိနစ်ထပ်ပြလိုက်တယ်အဲရှင်းနိုင်15လောက်အချိန်ကျမှသူကဒီဘက်ကရက်လိုက်တယ်ဟိုဘက်ကမပြတ်တော့လုံးဝလောကလည်းစောရက်သွားတယ်လောရက်သွားတယ်အဲဟုတ်ပြီအဲ့တော့မင်းတို့အပြည့်ရက်ချင်တယ်မင်းတို့စစ်ပြင်းချင်းသူလာခဲ့ဒီကိုလာခဲ့ငါတို့လည်းဆွေးနေမယ်ဆိုအဲ့ဒါသူအဲ့ဒါအဲ့နေပဲเนาะ2001ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ပဲအဲ့17ရက်ကျွန်တော်တေချောင်ထပ်ပြန်17ရက်နေ့ညပေါ့ည8နာရီခွဲလောက်အချိန်မှာအဲ့ဟိုဘက်ကဒုတိယဗိုလ်မှူးဝေဘိုချိုင်းနဲ့အဖွဲ့ဝင်9ဦးလောက်တာရှည်လေးဘက်ကိုလာတယ်ဟုတ်ပြီလားအဲ့တော့အဲ့တာရှည်လေးဘက်ကိုလာတဲ့ခါမှာခုနကဒီနေကြားကော်မတီဥက္ကဋ္ဌနေကြားကော်မတီအဖွဲ့ဝင်ဥက္ကိုလေးကဆက်ဆံရေးရရှိသူကတော့ခေါ်လာတာတော့ဒီဘက်ကိုခေါ်လာပြီးတော့ဒီဘက်ရောက်တော့မကြိုဘူးဒီကမြို့လေကောင်းမှရှိတဲ့ခရိုင်ရဲမှုရုံးရှိတယ်တာရှည်လေးမြို့လေမှာအဲ့ခရိုင်ရဲမှုရုံးခေါ်လာခဲ့ငါတို့အဲ့မှာစောင့်တယ်တာရှည်လေးမြို့တဲ့ခေါ်လာအဲ့တော့ဘယ်ချိန်မှတော့7နာရီနဲ့45မိနစ်လောက်မှာဒီတာရှည်လေးဟိုတာရှည်လေးခရိုင်ရဲရုံးရောက်လာပြီးတော့အဲ့မှာဘာလို့လောက်ကြလဲဆိုတော့21နာရီကနေပြီးတော့21နာရီတော့ဘယ်လိုလဲ9နာရီပေါ့9နာရီကနေပြီးတော့23နာရီ40 23နာရီ45ဆို17နာရီ45တိ9နာရီနဲ့17နာရီ45တိကြာပါပဲအေးဒီဖြစ်စဉ်မှာပြန်လည်သုံးသပ်တာမင်းတို့ဘာလို့ဖြစ်လဲမင်းတို့ဘာလို့ပြစ်လဲပြောတော့ကိုကစစ်နေကောင်ပဲကိုစစ်နေကောင်ဆိုပြောတယ်လေမင်းတို့ဘာလို့ပြစ်လဲမင်းတို့ဘာလဲမင်းတို့ငါတို့တော့ပြစ်မင်းတို့ကလာနေတာတိတ်တာငါတို့ကမသိဘူးငါတို့နေပါနေနေတာဟိုလက်ရှိဒီဟာကိုမင်းတို့လက်ခံလားဟိုလက်ခံပါတယ်ဟိုလက်မခံလို့မရဘူးလေနောက်မင်းတို့လာပြီးတော့ငါ့ကိုနေရာဖယ်ကင်းစကန်ဖယ်ခိုင်းအောင်မလားမခိုင်းတော့ပါဘူးဟိုအဲ့ဒါမျိုးပေါ့ကွာအဲ့ဒါလေးပဲပြောရတာပေါ့ပြောပြီးတဲ့ခါကျတော့အဲ့မှာဟိုလောက်ည23နာရီ45မိနစ်ဆိုတော့17နာရီနဲ့45မိနစ်45မိနစ်မှာစစ်ပင်းကြီးစာချုပ်လက်မှတ်ထိုးလိုက်တယ်အဲ့တော့ O7 ကိုတိုက်ပွဲကဖြစ်ဖို့အတွက်ခြီနေတော့အကြာကြီးပဲပြိုးလာအကြာကြီးပဲဖြစ်တဲ့တရက်ထဲပြီးသွားတရက်ထဲမှာတင်ပဲပြောပြပဲတရက်ထဲမှာတင်ပဲအကြာဆုံးလည်းမနေဘူးပါလေနော်အဲ့တော့ခုနကဟိုကျွန်တော်တို့ကဒီဘက်ကဘုံမီမျိုးချစ်ပြောနေတာဘုံမီမျိုးချစ်ကစာအုပ်ပဲကျွန်တော်စာအုပ်ပြန်ပြောရတဲ့သူကတော့ဒီကအမေပေးဖွဲ့ကသူ့ရဲ့လှုပ်ဆောင်ချက်တွေကဒါမှတ်တမ်းထန်ထန်ရေးထားတာအောက်မှာကဘာဖြစ်နေတော့ခုနကိုစိုးစော်တို့ဘုံမှုစိုးစော်တို့ကိုစောနိုင်ဦးတော့လေဘာလို့လဲဆိုတော့အဲ့ဘုံကလက်ကြီးပြစ်တာနားတာနဲ့ဒီဘက်ကနေអော်နေတာကျွန်တော်တက်မလို့မှာစောင်းမွားရှိတယ်ဘာစိတ်တက်လဲဆိုတန်ပတိစိတ်တက်မဟုတ်ဘူးဘာစိတ်တက်ဆိုအလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်တက်ဟောတာအဲ့လိုអော်ခိုင်းတယ်အဲ့ဟိုစိတ်တက်စစ်စင်အဲ့အလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်အဲ့တန်ကြီးဟိန်းထွက်နေတာဒီဘက်ကနေအလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်ဒီကောင်လေးမြောက်ပြစ်တာရက်တာနဲ့အော်အမြောက်ပစ်တာရက်တာနဲ့ဘာလို့လဲဆိုတော့လူနာကိုချက်ချင်းအောက်ကပုံးထုံဂိတ်သွားရှိတယ်ရွှေ့တာလည်းရွှေ့ပေါ့ပုံးထုံဂိတ်မှာရှိတဲ့အဲ့မှာတော့အဲ့မှာတာချီလိတ်ပြည်သူတွေကအဲ့ဒီမှာအဲ့ဒဏ်ရာလူနာတွေကိုစိတ်ကူပေးတာတာဝန်ကြီးနော်တာချီလိတ်စေယုံကြီးကဆရာဝန်တွေရောတူနာပြူတွေရောပြည်သူတွေရောအစားအသောက်ရေပါညာအဲ့ကောင်တွေစားဖို့တောက်ဖို့တဲ့ဘာဖို့တဲ့အဲ့မှာလူနာပုတ်ရတဲ့စားတော့ပြည်သူတွေစီနေအဲ့စားတော့ယူသွားတက်သွားပြီးဟိုပေါ်မှာအော်ဘာစိတ်တက်လဲလောင်ဖျားစိတ်တက်ဘာစိတ်လောင်ဖျားလောင်ဖျားဆိုတာတော့ဟိုပဲတော်တော်သွေးပြတ်တာအလောင်သွေးပြတ်တာအဲ့လိုစစ်စီးမှုတွေတော့စိတ်တက်လှုပ်တော်မလို့တော့တာချီလိတ်ပြည်သူတွေကအဲ့တော့တော်ချီမှုကောင်းတယ်တာချီလိတ်ပြည်တော့သေးသွားတယ်ပြည်သူတော့သေးသွားတယ်အဲ့မှာအဲ့ပေါ်တက်ပြီးတော့ဟိုလိုအပ်တဲ့အကူအညီတွေပေးတယ်လူနာတွေတက်ဆွဲပေးတယ်အဲ့မှာလက်ကြီးကြတယ်သေးတယ်ပြည်သူတွေကပါလာနော်ဒါကြောင့်မို့ကျွန်တော်ပြောတယ်တက်တဲ့ပြည်သူတွေအဲ့လိုမျိုးလုံးဝတစ်ထပ်သေးကြပြီးတော့ညီနေတာအဲ့တိုက်ပွဲတယ်ဒါကြောင့်မို့လေတလက်မပေးရရဒီကောင်းလေးမရဆက်မရလိုက်1 cm တော့မရလိုက်ဟုတ်လားမရတဲ့အပြင်ကိုသူတို့ဘက်ကလာပြီးတော့စလုပ်ပြီးတော့စစ်ပြင်းကြီးပြီးတော့လာပြီးစစ်ပြင်းကြီးစစ်ပြင်းကြီးရအောင်နော်သူမဲဆိုင်လက်ထိခိုက်တွေရှိမှာပေါ့နော်ဒီဘက်ကထုတော့ရှိတာပေါ့ကျွန်တော်တာချီလေးတွေတော့မှ3လုံးကြားတယ်ပြောတယ်တာချီလေးတွေလည်းသူထုတယ်လေဟုတ်လားသူထုတယ်တာချီလေးတွေ3လုံးကြားဒီကတော့မဲဆိုင်တော့စစ်ပြတ်တော့မှာပေါ့သူတို့အဲ့မှာထုတာဒါပေမဲ့အဲ့တော့ကြားတာအဲ့မဲဆိုင်မှာဝါဒနာချိုင်းကဘာဖြစ်လို့ပြန်ပြီးတော့စုတ်သွားလဲဆိုတော့အဲ့မှာအဲ့ချင်းမှာရှိတဲ့155စခန်းကို155ပြစ်တဲ့စခန်းမှာရှိတဲ့အဲ့တင်ကားကြီးကိုမြန်မာဘက်ကလက်နက်ကြီးဓာတ်ရိုက်ပြစ်ဓာတ်ရိုက်အဲ့တင်ကားကိုဓာတ်ရိုက်ထိတာတင်ကားအမြောက်ထဲဝင်သွားတယ်တော့ကြားတယ်အဲ့လိုကြားတာဗောနော်မြောက်ပြောင်းသွားတယ်စက်ကူစုံလိုပဲတခါတွန့်ကျင်ပြီးတော့မီးလောင်ထွက်သွားအဲ့မှာဝါဒနာချိုင်းလဲဒိုးဟာဘာလဲပြစ်တာမြန်မာမှာဘာလက်လက်တွေရှိနေလဲဘယ်လောက်တိကျလဲဗောနော်အဲ့မန်ဟောဒီကပြစ်တာအဲ့ဒါနဲ့သူတို့ပြေးတာလို့ပြောတယ်အဲ့တော့အဲ့တိုက်ပွဲမှာဒါနောက်ဆုံးကျတော့မြန်မာတွေကျွန်တော်တို့ကမ္ဘောဒီးယားနဲ့စန့်ကျင်ပဲပေါ့နော်မြန်မာတွေအောင်ပွဲဆင်ပါတယ်နောက်ပြီးတော့အဲ့မှာဘာလို့တက်ကဘာတွေကြောလဲဆိုတော့ချီးယူကွန်မြူနီတူရဘွဲ့3ယောက်ရခုနကြီး2685ကိုဘူကြီးစောနိုင်တော့ခုန O7 ဂုံးပေါ်မှာ
တာဝန်ကျတယ်ဘိုးကြီးစောနိုင်ဦးကြီး26859ဘိုးကြီးစောနိုင်ဦးသူရဘွဲ့ရတယ်နောက်ပြီးတော့အဲ့သူ့ရဲ့ရှေ့မှာရှိတဲ့ကာကင်းကုန်းစကန်မှာရှိတဲ့ဘိုးနေမျိုးကြီး31298ဘိုးနေမျိုးသူရဘွဲ့ရတယ်နောက်တော့တက်သားလေး95ကိုပိုင်နံပါတ်959315တက်သားမောင်နီသူလည်းသူရဘွဲ့ရတယ်သူရဘွဲ့3ယောက်ရနောက်တော့သူရကမှတ်တမ်းဝင်အရာရှိ2ယောက်ရတယ်စစ်သည်9ဦးရတယ်ဒီတိုက်ပွဲမှာအဲ့တော့နောက်တစ်ခါယိုရီးယားဘက်ကသူကကြာဆုံးတာကစုစုပေါင်း61ယောက်61ယောက်ဆိုအလောင်းရတာနော် ကိုယ့်ဘက်ကကြတာ ကိုယ့်ဘက်ကမကောက်နိုင်တော့လေတနေ့တော့မကောက်နိုင် ရှေ့မှာကြံခဲ့တာ အေးကိုသူရှေ့မှာကြံခဲ့တာ61ယောက်ကြာဆုံး50ကျော်ဒဏ်ရာ50ကျော်ခံမှန်ဒဏ်ရာရပါတော့နောက်ရတဲ့တနက်တွေက M27 6လက် M16 3လက်40မမ5လက်ဆက်သွယ်ရေးဆက်9လုံး